ကိုင်ငါဝိုင်ဖိုင်လိုင်းနေခဏခဏပြက်ဖို့လားတလာကိုနှစ်ခါသုံးခါနဲ့အထက်ပြက်နေလို့ငါအိမ်ကဝိုင်ဖိုင်ဂျိုကိုတယောက်ကမြန်တမင်တက်လိုက်ပြီးဖြတ်နေတာလားဆိုပြီးတော့တွေးဘူးလားဆိုတော့ဗျာမကျင်တက်နေတော့မှရှိသေးတယ်စကားတောင်းနေတာရှိသေးတယ်ခိုင်းလေးမှာဆော့လို့မှကောင်းနေတော့မှရှိသေးတယ်လိုင်းကပြက်ပါလေရောဒီလိုဖြစ်ရတဲ့အကြောင်းရင်းတွေကိုကျွန်တော်တေချာရှင်းပြပေးမှာပေါ့ဆက်လက်ကြည့်ရှုပေးဖို့အကြံပေးချင်ပါတယ်ပထမအဆုံးတရားခံကတော့ဒီကောင်ကြောင့်ပါဟုတ်ပါတယ် Wi-Fi ဂျိုးကိုရှင်းကိုက်လို့လိုင်းပြတ်တာပါဒါကတဲ့အိမ်ကိုတရန်ထားတဲ့ဂျိုးမျိုးစားပေါ်မှာလည်းမူတည်ပါတယ်အချို့ဂျိုးတွေကအလဲကစံချင်းမြင့်လောက်တင်းငယ်ပြောပြောင်းနဲ့ Fiber မြင်ပေးမှာစတီးတမ်နီချောင်းလေးတွေပါတတ်ပါတယ်ဒီကောင်တွေကရှင်းကိုက်တာကိုတော်တော်လေးခံနိုင်ရှိပါတယ်ဒါပေမဲ့ပရိုဂျက်ရဲ့ရှင်းနဲ့တွေ့ရင်တော့ပြတ်တာပါပဲနောက်တစ်မျိုးကတော့စတီးမဟုတ်ပဲ FRB လို့ခေါ်တဲ့ကော်ချောင်းလေးတွေပဲပါတာပါဒီကောင်ကတော့ရှင်းကိုက်တာနဲ့အလွယ်တကူပြတ်နိုင်ပါတယ်တင်ကိုတတန်းထားတဲ့လမ်းတစ်လျှောက်တစ်ပင်ပေါ်မပေါ်နဲ့ရှင်ပေါ်မပေါ်နဲ့လဲဆိုင်တာပေါ့တတန်းထားတဲ့လမ်းတစ်လျှောက်တစ်ပင်တွေအများကြီးရှိလို့ရှိရင် Wi-Fi ကျိုးတွေကတစ်ပင်ပေါ်တွေကနေဂျားတွေထဲကနေတတန်းထားတာမို့လို့တစ်ပင်ခုတ်တဲ့ခါမှာလဲကျိုးတွေပြတ်တောက်သွားနိုင်ပါတယ်ဆိုတော့လူတိုင်းသိတဲ့အတိုင်းကိုနေကညင်ကြီးတွေနဲ့ Wi-Fi ကျိုးတွေညီပြီးပြတ်သွားတာကိုလဲမြင်မှုကြားဘူးကြမှာပါဒါပေမဲ့တခုရှိတာကကိုယ့်အိမ်ကကျိုးကိုတိုက်ရိုက်ညီသွားမှပြတ်တာမဟုတ်ဘူးတခြားကျိုးတွေကိုကားကညီဆွဲသွားတဲ့အခါအဲ့ဒီကျိုးတွေကကိုယ့်အိမ်က Wi-Fi ကျိုးကိုလွှမ်းနေတိုက်တယ်လို့လိဖြတ်သွားပြီးပြတ်သွားတာမျိုးလည်းရှိပါတယ်နောက်တစ်ခုကခဏက Wi-Fi ကျိုးကိုကားညီသွားလို့ဖြစ်ဖြစ်တိုင်ကိုကားကဝင်တိုက်သွားလို့ဖြစ်ဖြစ်တိုင်ကျိုးပြီးတော့ကျိုးတွေပြတ်ပြီးလိုင်းမရတော့တာမင်းနေသွားတာလည်းရှိတတ်ပါတယ်ဆောက်ဦးဖြူလို့ကျိုးပြတ်တာတို့ဘာလို့ကတော့အခြေတကုံမပြောပြတော့ဘူးအားလုံးသိပြီးသားမဟုတ်လို့ပါနောက်တဲ့အချက်တစ်ခုကမရှိတဲ့ဒေါက်ကေပဲလို့ခေါ်တဲ့ကျိုးမဲလေးတွေခေါင်းနေတာဒါမှမဟုတ် Wi-Fi ကုမ္ပဏီရဲ့ OTP ပေါက်လို့ခေါ်တဲ့ပေါက်ကြီးကဒေါင်းသွားလို့ရှိရင်လည်းလိုင်းတွေပြတ်တတ်ပါတယ်တစ်ခါလေပေါက်ထဲကိုမွေတွေဝင်လာတော့ကြွက်တွေဝင်လာမျိုးရှိသလိုဖုံးမလုံးတဲ့ပေါက်တွေဆိုရင်နေပူတံမွေးရတဲ့နေ့ကြောင်တွင်းကကျိုးတွေဆွေးပြီးပြက်ကုန်တာမျိုးတွေလည်းဖြစ်တတ်ပါတယ်ဒါပေမဲ့လားဆိုတော့မဟုတ်သေးဘူး Wi-Fi သမားလာပြင်ပြီးနိုင်ဝက်လောက်နေတနိုင်လောက်နေရင်လိုင်းပြန်ပြတ်သွားတာမျိုးလည်းကြုံမှုကြမှာပါအဲ့ဒါကကျိုးပြက်ကိုပြန်ဆက်ပေးထားတဲ့ join နေရာလေးကမကောင်းလို့ပြန်ပေါက်သွားတာလည်းဖြစ်နိုင်တယ်လို့တိုက်ဆိုင်တခြားနေရာမှာရှင်းကထက်ကြိုက်တာမျိုးကျိုးကစကြတဲ့ကနာနေပြီးတော့စတော့မပြတ်ဖက်နဲ့ခုမှလာပြတ်တာမျိုးလည်းဖြစ်နိုင်ပါတယ်ဒါကြောင့်လာပြင်းတဲ့စပက်သမားတွေဆက်သွားတဲ့ join ကြောင်းဆိုပြီးတော့ပြစ်သွားပြောလို့တော့မရပါဘူးကဲပြင်းကအန်ရည်ပြီးလို့အိမ်ထဲကိုရောက်ပြီဆိုရင်လည်းအိမ်မှာရှိတဲ့ကိုလိုကြောတွေကြောင်းနဲ့လိုင်းကြီးပြတ်တက်ကြတာသိမှာပါအိမ်ကအကြောင်းနဲ့ကြော့ဆိုတဲ့ကျေးဇူးရှင်တွေကကျိုးကုတ်ချကိုက်ဖြတ်လို့ပြတ်တာမျိုးအထူးသဖြင့်ရော်ဒါနောက်ကကျိုးပါလေးဘတ်စကော့ကရန်နုနဲ့တော့ခောက်မိတာနဲ့လိုင်းလေးရတာမှလုံးဝပြတ်သွားတာမျိုးလည်းဖြစ်တတ်ပါတယ်အင်ရှင်ကိုယ်တိုင်ကဝက်လိုင်းဖြစ်ဖြစ်ဒါမှမဟုတ်ကိုယ့်ရဲ့အနာဂတ်ကလေးတို့ဘူတူတူလေးတို့အသေးလေးတို့နှလုံးလေးတို့ကြောက်ကက်ကလေးစားလေးနဲ့လည်းပုံပြင်းနဲ့အားပါပြီးတော့လက်က Wi-Fi ကျိုးကိုသွားချီမိတာခောက်မိတာမျိုးတွေကြောင့်လိုင်းပြတ်တတ်ပါတယ်နောက်ဆုံးတစ်ခုကတော့တော်တော်ကြောင်နိုင်နေဆိုရပါမယ်ဒါကလည်းခမ်းတင်ဖြစ်တတ်ပါတယ်အင်္ဂါ router ဆက်ရဲ့ power cloud လေးကိုတော်တော်စားထိမိပြီးပိတ်ထားမိတာပါ Wi-Fi သမားလာစင်မှာ Wi-Fi ဆက်ရဲ့ power cloud လေးပိတ်မိထားလို့နိုင်မရတာပါဆိုပြီးတော့ဟာကနေငနေဖြစ်သွားတဲ့ဖြစ်ပျက်တွေလည်းရှိပါတယ်တခြားပြနိုင်တဲ့အကြောင်းတရားတွေအများကြီးထပ်ရှိသေးပေမဲ့ဒီချက်လေးတွေအဓိကဖြစ်များပါတယ်အခုဆိုရင်ဒီတဲ့အချုပ်ပြဿနာလေးတွေကိုဖြေရှင်းပေးနိုင်တဲ့နည်းလမ်းလေးကိုကောင်းတဲ့ပုံဆောင်ရွက်နေပါပြီအဲ့ဒါကဘာလဲဆိုတော့ Wi-Fi ကျိုးတွေကိုမြောက်ကနေသွားမယ် UG project ပဲဖြစ်ပါတယ် underground project ပါဒါပေမဲ့ဒါကလည်းတစ်မျိုးလုံးတစ်နိုင်ငံလုံးကိုဒီပိုင်းနဲ့ပြောင်းပြဖို့ဆိုတာမဖြစ်နိုင်ဘူးအဲ့တော့ Wi-Fi ကျိုးတွေအကုန်လေးပေါ်မှာဝယ်နေတာပြောက်ဖို့ကဘယ်ချိန်ရှိမလဲတော့မသိရဘူးအချိန်တစ်ခုတော့ကြာမယ်ပေါ့ကဲမိတ်ဆွေတို့လည်းကိုယ့်ရဲ့ဖြစ်ပျက်ဖို့တဲ့အထူးဆန်းဆုံး Wi-Fi ပြရတဲ့တွေ့ကြုံလေးတွေကိုcomment မှာဖြည့်သွားပေးကြပါအောင်နောက်ထပ်ဘုသူတရကြတွေကိုလည်းတင်ဆက်ပေးသွားမှာမို့ channel လေးကို subscribe လုပ်ထားကြဖို့ပြောရင်းနဲ့နောက်ဗီဒီယိုမှာပြန်ဆုံကြပါမယ်ဗျာ